ကဘာပေါ်မှာအရှိဆုံးအမှုပညာပြကန်းကအဆောက်အအုံထဲမှာမဟုတ်ဘူးလို့ပြောရင်မသိသေးတဲ့မိတ်ဆွေတွေအံ့ဩသွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအမှုပညာပြကန်းဟာမြေအောက်ထဲမှာတည်ရှိနေလို့ဖြစ်ပါတယ်။ဟုတ်ပါတယ်။ကဘာအရှိဆုံးအမှုပညာပြကန်းအဖြစ်တင်စားခေါ်ခင်ရတာကတော့ဆွီဒင်နိုင်ငံရဲ့မြို့တော်မှာတည်ရှိနေတဲ့စတော့ခွန်မြေအောက်ရထားလမ်းဖြစ်နေလို့ပါ။ဒီရထားလမ်းဟာအရှိ65မိုင်ကျော်ရှိပြီးဘူတာယုံ100တွေက90ကျော်မှာထူးခြားတဲ့အမှုပညာလက်ရာတွေနဲ့ပြည့်နှက်နေပါတယ်။နေ့စဉ်ခရီးသည်ပေါင်း1တန်းကျော်သွားလာနေပြီးပုံမှန်ရထားခရီးစဉ်ကနေစစ်လို့ရှားစီဟာအမှုပညာခရီးစဉ်တစ်ခုအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။စတော့ကွန်မြေအောက်ရထားလမ်းရဲ့အမှုပညာတွေကို1950ပြည့်လွန်နှစ်တွေကလေးကစတင်ခဲ့တာဖြစ်ပါတယ်။ခရီးသည်တွေကိုအမှုပညာနဲ့ပုံမနီးဆက်စေဖို့ရည်ရွယ်ပြီးအမှုပညာရှင်150ကျော်ကရုပ်ထုတွေပကြီကားတွေနဲ့ရင်းသက်ရှုမောပွဲမောမှန်တိစောက်မှုတွေကိုဖန်တီးခဲ့ကြပါတယ်။အထင်ရှားဆုံးဘူတာတွေကတစ်ခုကတော့မြို့ရဲ့ဗဟိုချက်မဖြစ်တဲ့တီစန်ထရလန်ဘူတာပါ။ဒီဘူတာရဲ့အပြားတိုင်း platform မှာခရီးသည်တွေဟာအပြားရောင်ပန်းပကြီတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ Star Dion ဘူတာဖြစ်ပြီးဒါကတော့1983ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ပထမဆုံးလှိုင်းကူဘူတာတွေကတစ်ခုဖြစ်ပါတယ်။ဘိုးပြရုံနေရံတွေပေါ်မှာတက်တက်ပုံကြီးရထားလမ်းကိုဖြတ်ပြီးလင်းလန့်နေပါတယ်။ဒီလက်ရဟာမြေပြင်ပေါ်ကကောင်းကင်ပြကြီးနဲ့အနီးရှိအိုလံပစ်အားကစားကွင်းကိုရည်ညွှန်းရေးဆွဲထားတာဖြစ်ပါတယ်။ Zona Central ဘူတာမှာဆိုရင်မြေအောက်မှာပကြီးပြကန်းတစ်ခုကိုဖန်တီးထားပါတယ်။ဒီနေရာမှာတော့တစ်တောနဲ့သွေးရောင်လွှမ်းနေတဲ့ကောင်းကင်ပုံစံခြေတထားပါတယ်။ဒါကတော့တစ်တောပြုံးတိမှုနဲ့ဂျေးလက်ဒေတာကလူဦးရေလျော့နှင်းလာမှုလိုမျိုးပဝင်းကျင်ဆိုင်ရာပြဿနာတွေကိုရည်ညွှန်းထားတာဖြစ်ပါတယ်။ရော်ဟူဆက်ဘူတာကတော့လိမ္မော်ရောင်နဲ့စီးချေထားတဲ့တဘာဝကြောက်တုံးတွေပေါ်မှာမောက်ခုံးပုံစံနဲ့တိစောက်ထားပြီးရှင်အောင်သူဒေသနာဒူးဖော်ရေးပုံစံကိုဖော်ကျူးထားပါတယ်။ Tanniska Hosh Kolan ဘူတာမှာတော့သိပ္ပံနဲ့နည်းပညာရဲ့အရေးပါပုံကိုဂုဏ်ပြုထားပြီးပလီတိုရဲ့အခြေခံမူ၅ပါးလိုမျိုးအယူအဆတွေကိုဖော်ပြထားတဲ့အမှုပညာလက်ရာတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Stockholm မြေအောက်ရထားလမ်းမှာခရီးသွားတွေဟာတာမန်ခရီးသွားခြင်းတစ်ခုထက်အများကြီးပိုပါတယ်။အမှုပညာပြကန်းတစ်ခုတည်းကိုဝင်ရောက်လေ့လာရတယ်လို့ခန်းစားရမှာဖြစ်ပြီးဘူတာယုံတိုင်းဟာသူ့ရဲ့ထူးခြားတဲ့ဇလန်တစ်ပုဒ်ကိုပြောပြနေပါတယ်။ Stockholm မြေအောက်ရထားလမ်းရဲ့အမှုပညာလက်ရာတွေဟာအလားအပါအတွက်သာမကဆွီဒင်နိုင်ငံရဲ့ယဉ်ကျေးမှုတမိုင်းကြောင်းနဲ့လူမှုရေးဆိုင်ရာအကြောင်းအရာတွေကိုလည်းဖော်ပြနေတာဖြစ်ပါတယ်။